လက်မထရသေးဘူးဟိုတယ်မှာလိုက်နေရအောင်နင်တို့ကပါလေလင်းလားရီးစားလားခွဲကြကြအောင်ကျမအခုလိုစပြောလိုက်တော့ရိုင်းတယ်လို့မထင်နဲ့နော်အခုခေတ်မှာလင်းနဲ့ရီးစားရောနေလို့ပြောရတာဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျမဒီနေ့နည်းနည်းပြောမယ်အနာရှိလို့စိုက်ရင်ကြော်သွားကြကဲဒီအကြောင်းအရာကိုတိတိကျကျလေးနဲ့သုံးသပ်ကြည့်အောင်နော်အခုခေတ်ညီမလေးတွေသမီးလေးတွေလူဘဝနေထိုင်မှုဖြတ်သန်းမှုပုံစံတွေကိုကြည့်နော်ကိုနဲ့တွဲနေတဲ့ရီးစားလားလင်းလားမခွဲကြတတ်တော့ပဲနဲ့စိုးရင်စရာအခြေအနေတွေဖြစ်နေပြီနော်ဒါကရိုးရိုးရှင်းရှင်းအချစ်ဆန်းတဲ့ကိစ္စမဟုတ်တော့ဘူးအမျိုးသမီးတယောက်ပဲဘဝတစ်ခုလုံးတိတ်ခါတစ်ခုလုံးနဲ့အနာဂတ်ရေရှည်အတွက်တက်ရောက်မှုရှိနိုင်တာကြောင့်မလို့မပြောဘဲနေလို့မရတဲ့အခြေအနေဖြစ်နေပြီနော်ခုနောက်ပိုင်း online platform ပေါ်မှာ social media တွေမှာလေလူငယ်တွေကြားထဲမှာမှားယွင်းနေတဲ့စိတ်ဝင်မှုစံနှုန်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ချစ်သူတက်တန်းကိုတောက်လျှောက်ကြီးကို official ချပြတာအိမ်အောင်တယ်လင်များလို့အတူသွားစားတောက်နေထိုင်ပြီးတော့ဒီလိုမျိုးပုံရိပ်တွေကိုသူက relationship goal ဆိုပြီးတော့ချပြခြင်းကြတာကြွားကျင်ကြတာပေါ့လေငါမှကြီးစားရှိတယ်ငါမှစော်ရှိတယ်ငါမှဘဲရှိတယ်ဆိုတော့သူတို့ကဒါတွေကိုချပြခြင်းကြတာဒီလိုပြတာခြင်းနဲ့စိတ်ကြွားခြင်းနဲ့စိတ်တွေများလာတော့သူကအဆင့်တွေကြော်ကုန်တာပေါ့နော်တချို့တွေဆိုအသက်ငယ်ငယ်လေးနဲ့သူ့အကြောင်းနဲ့ငါမသိငါအကြောင်းနဲ့သူမသိအပေါ်ရန်လေးတွေသိပြီးတော့ဟိုတယ်တွေတက်ခိုကန်းတွေအထိအတူလိုက်သွားပြီးတော့နေကြတာဒီလိုမျိုးလက်မထက်ရသေးပဲနဲ့အတူနေတဲ့ပုံစံမျိုးတွေကိုဗီဒီယိုတွေလုပ်ကြအောင်ဒါပေမဲ့လူဘဝဆိုတာအမြဲတမ်းတစ်ဖြောင်နဲ့သွားနေတာမဟုတ်ဘူးနောက်ပိုင်းအကြောင်းမျိုးကြောင့်ဇရိုက်မတူလို့ဖြစ်ဖြစ်ဖောက်ပြန်လို့ဖြစ်ဖြစ်မယူလို့ပဲဖြစ်ဖြစ်ကွဲသွားတဲ့ကဘာဖြစ်မလဲအဲ့ဒီချိန်ကျတော့နောင်တတွေရပြီငွေချက်မှတ်နဲ့ social media တွေမှာပြဿနာတွေတက်လာကြပြီစိတ်ဒဏ်ရတယ်ရအဆက်တကွဲအကျိုးနဲ့တွေဖြစ်ကုန်များရောဒီလိုဖြစ်လာရတဲ့ပြဿနာရဲ့မူလအစကိုပြန်ကြည့်မယ်ဆိုရီးစားကိုရီးစားနေရာမှာမထားပဲနဲ့ဒီနေရာမှာစောစောစီးစီးသွားထားမိရကနေစတာပဲဖြစ်တယ်နော်နောက်တစ်ချက်ကတော့ဒီနေရာမှာမိဘအုပ်ထိန်းသူတွေအခန်းကဏ္ဍအရေးကြီးတယ်တချို့မိဘအုပ်ထိန်းသူတွေကကိုယ့်သားသမီးလွတ်လပ်ခွင့်ဆိုပြီးတော့ဗယံပဓာတွေလွှတ်ထားလိုက်တာခရီးစီးချောင်းနောက်လိုက်တာလူငယ်တွေပဲထားလိုက်ပါဆိုပြီးတော့လွှတ်ထားလိုက်ကြတာတစ်ချိန်လုံးကမီယိုဖလာစောင့်ထိန်ရမယ်စီကံတွေကိုယ်တိုင်တန်ဖိုးထားရမယ်အသိပညာပေးတွေကိုမိဘတွေကိုယ်တိုင်ကခက်နေညီတုံတင်ဖို့ပြက်လဲပြက်ပေါ့ဒါမျိုးတွေဖြစ်ကုန်ဒါပေမဲ့တချို့မိဘတွေကလည်းတကယ်ကောင်းပါတယ်ကိုသားသမီးသားပဲဖြစ်သမီးပဲဖြစ်ဖြစ်ဤစားပဲလက်မထက်ရသေးစာချုပ်မချုပ်ပါသေးလူကြီးစုံကနဲ့မယူတာသေးရင်ကိုအိမ်နောက်ဘက်မဟုတ်သေးဘူးဒါကြောင့်မလို့စီးကြောလို့မရဘူးဆိုတာကိုအိမ်တွင်းပညာပေးနဲ့မိဘတွေကကောင်းမွန်တုံတင်တဲ့မိဘတွေလည်းရှိတယ်ဒီလိုဆိုဆုံးမမှုအောက်မှာကြီးပြင်းလာတဲ့ကလေးတွေကြတော့လေဘယ်လိုခေါ်မလဲစီးတွေပေါင်းတွေကိုနားလဲပြီးတော့အမှားနေရတာကိုတွေ့ရတယ်ကဲသမီးတို့ရေမိန်းကလေးတို့ရေအခုယောက်ျားလေးတွေရဲ့သဘောတဘာဝနဲ့စိတ်နေစိတ်ထားအမျိုးအစားလေးကိုခွဲခြားလေ့လာကြည့်ကြအောင်နော်ဒါကသမီးလေးတို့ညီမလေးတို့အတွက်တကယ်ကိုစိတ်ဝင်စားကြကောင်းမဲ့ knowledge sharing လေးပါလောကမှာကိုတွဲနေတဲ့ယောက်ျားလေးမှာအကျဉ်းမြင့်အဖြစ်၃မျိုးရှိတယ်နံပါတ်1ယောက်ျားလေးအမျိုးအစားကဘာလဲဆိုရင်အသက်အရွယ်ရစမ်းကျင်ရီးစားထားတဲ့လူမျိုးဖြစ်တယ်နော်သူတို့ကအရွယ်ရောက်လာပြီးအပေါင်းအသင်းကြားထဲမှာရီးစားရှိတယ်လို့ကြွားကျင်တယ်အချစ်ဆိုတာဘာလဲဆိုတာမြည်ဆန်းကြည့်ကျင်တယ်ဒါကြောင့်မလို့စိတ်ကစားပြီးတော့ရီးစားထားတာသူတို့ရဲ့စိတ်ထဲမှာအနာဂတ်တို့ဘာတို့ညာတို့ plan တွေဘာမှမရှိဘူးဒီမိန်းကလေးကိုငါဘယ်လိုတာဝန်ယူရမလဲဘယ်လိုအိုးအိမ်ထူထောင်ရမလဲဆိုတော့မစင်းစားတတ်သေးဒီလိုမျိုးပဲဒီမိန်းကလေးကိုငါဖြက်စီးပြစ်မယ်ငါနာမည်ဖြတ်ပြစ်မယ်ဆိုတော့စိတ်မျိုးလဲသူတို့မှမရှိဘူးရီးစားရရင်ပြီးရောပြောရရင်ပြီးရောဆိုပြီးတော့တက်လူငယ်သဘာဝတက်ပဲဖြစ်နေတာနော်အဲ့လိုယောက်ျားလေးမျိုးနဲ့တွဲမိတဲ့မိန်းကလေးဘက်ကလင်းလို့သဘောထားပြီးတော့အရာရာကိုပုံအပ်လိုက်မယ်တနေ့ကိုစိတ်ကုံသွားတဲ့တနေ့သူကအစ်စ်တွေ့သွားတဲ့တနေ့ကွာတာဝန်မြူချင်တော့ဘာညာလမ်းခေါ်ရမယ်ဆိုတာမိန်းကလေးကအဖက်ဆယ်မရပဲနဲ့နစ်နနာတွေဖြစ်သွားတတ်တယ်နော်ဒုတိယနံပါတ်2ယောက်ျားလေးအမျိုးစားတော့အဆိုးဆုံးနဲ့အန်ဒီရဲ့အရှိဆုံးရုံညံ့တဲ့ယောက်ျားလေးမျိုးဖြစ်တယ်နော်သူကမိန်းကလေးတက်ကိုတကယ်ချစ်လို့တွဲတာမဟုတ်ဘူးသူ့ရဲ့တာယာမှုသူ့ရဲ့ကမ္မကုံဥမာဆိုတာသူအမျက်အစွန်းတော့ကွာသူကငွေကြေးတော်လကောင်းအမျိုးမိန်းကလေးရဲ့ခန္ဓာကိုယ်တော်လကောင်းတစ်ခုခုကိုသူကရလိုမှုနဲ့ချင်းကပ်တာသူသားမဲ့အဆူစားမဲ့ပြီးလို့ရှိရင်အတူတူနေထိုင်ကြဖို့တော့သူကဖျားရောက်မယ်ဒီလိုနှစ်ဦးသဘောတူနေထိုင်တဲ့အပြုအမူတွေကိုမိန်းကလေးမသိအောင်ကြွယ်ရမှာဗီဒီယိုရိုက်မယ်ရွယ်ချက်ရှိနဲ့ဖုန်းနဲ့ဗီဒီယိုခိုင်းမယ်ပြီးရင်ဒီလိုဗီဒီယိုတွေကို social media တွေပေါ်တင်ပြီးတော့နာမည်ဖြတ်မယ်ချင်းချောက်မယ်ငွေညှစ်မယ်ဒါမှမဟုတ်လို့ရှိရင်အပြာစာမျက်နှာမှာတွေမှာအခွေတွေထုတ်ပြီးတော့ရောင်းစားမယ် link တွေမှာရောင်းစားပြီးတော့ငွေရှာမယ်အခုခေတ်ဒီလိုမျိုးတွေနော်အခုခေတ်ဒီလိုမျိုးလုပ်တဲ့ယောက်ျားလေးတွေဒီလိုမျိုးလုပ်ခံရတဲ့မိန်းကလေးအများကြီးရှိတယ်နော်ဒါကြောင့်မလို့ကိုယ့်ရှိမှရှိနေတဲ့ဒီယောက်ျားကဒုတိယအမျိုးသားလူရုပ်မှာဖြစ်နေမလားဆိုတာကိုကကြိုတင်ပြီးမသိနိုင်ဘူးမျက်နှာကြည့်ုံနဲ့မသိနိုင်ဘူးနော်ဒါကြောင့်မလို့အကုန်လုံးမပုံအပ်ကြနဲ့နောက်ဆုံးတတိယယောက်ျားလေးအမျိုးသားတော့တကယ်ကိုစိတ်ရင်းကောင်းပြီးတော့အတီးယူဖို့ကြံရွယ်ထားတဲ့လူမျိုးဖြစ်တယ်သူကမိန်းကလေးကိုတကယ်ချစ်တယ်အနာဂတ်မှာအိမ်အောင်ဘက်အဖြစ်ထိပေါင်းသိဖို့လဲသူကရည်ရွယ်ထားတယ်ဒါပေမဲ့တခုသတိထားမှလေလောကကြီးမှာဘယ်သူကများကိုယ့်ဘဝကိုအမြဲတမ်းဖြောင့်မှုနေမယ်လို့အာမမခံနိုင်ဘူးနော်လောကကြီးမှာကန်ဆက်ဆရာဆိုတာရှိတယ်ဘဝဆိုတာမရေရာဘူးကိုကဘလောက်ပဲအတီးယူမဲ့တန်ဖိုးထားတယ်ရည်ရွယ်ထားတယ်ပြော
အကြောင်းမျိုးကြောင့်လူမှုရေးအရတော့၎င်းမိဘချင်းသဘောမတူလို့၎င်းဒါမှမဟုတ်ကံတရားကြလို့၎င်းမယူပြစ်နဲ့ကွဲသွားတဲ့ဘဝတွေမှာလောကကြီးမှာမယူမတတ်တာအများကြီးရှိတယ်ဆိုလိုတာကလေလူကောင်းနဲ့တွဲနေအောင်မှလက်မထက်သေးခင်ထိလမ်းခွဲနိုင်တာမို့လို့နော်အမြဲတမ်းသတိကတ်နေဖို့လိုတယ်ဒါကြောင့်မလို့မိန်းကလေးတွေသမီးလေးတွေကိုမိဘအုပ်ထိန်းသူများရဲ့ကိုစားအနေနဲ့ပေါ့နော်စိုးရိမ်မှုအပြည့်နဲ့အလေးနဲ့သတိပေးပညာပေးချင်ပါတယ်ကိုနဲ့လက်မထက်ရသေးဘူးကိုဘဝတွေကိုတရားဝင်မဆရသေးဘူးဆိုရင်ကိုရဲ့အနာဂတ်လမ်းခီးကသူနဲ့ဘဝဆုံးတဲ့ဒီလက်တွဲသွားမှာလားတကယ်ပဲလက်မတွဲရဘူးလားဆိုတာကိုကြိုတင်ပြီးတော့အာမခံချက်ပေးလို့မရဘူးချစ်တာကိုမတားပါဘူးချစ်တာချစ်လို့ရတယ်အချစ်ဆိုတာလှပတဲ့အရာလေးမို့လို့အားလုံးချစ်ခွင့်ရှိတယ်နော်ဒါပေမဲ့အချစ်နဲ့အမှားကိုတော့ခွဲခြားသိဖို့တော့လိုအပ်ပါတယ်ကိုကရီးစားထားမယ်ဆိုရင်ရီးစားကိုရီးစားနေရာမှာပဲထားရမယ်လေးနေရာမှာသွားမထားနဲ့ကိုယ့်ရဲ့တန်ဖိုးနော်မိန်းကလေးတစ်ယောက်ကတန်ဖိုးကိုကိုယ်တိုင်ကထိမ့်သိမ်းဆောင်ရှောက်မှာမမျှော်လင့်ပဲနဲ့အချိန်မတန်ခင်ဘဝပြတ်သွားမှာဆိုလို့လာပြီးတော့ပြောပြပေးရတာဖြစ်တယ်နော်ဒီဘဟုတုတမျှဝေချက်ကလေးอ่ะပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ညီမလေးတွေသမီးငယ်လေးတွေနော်တငယ်ချင်းမိန်းကလေးတွေအတွက်အတိတ်တရဖို့အကျိုးရှိမယ်ဆိုလို့ရှိရင်ချင်းချင်းလက်ဆင့်ကမ်းပြီးတော့ share သွားပေးကြအောင်နော်အားလုံးပဲအမှားကင်းနဲ့လှပတဲ့အနာဂတ်တွေပိုင်ဆိုင်နိုင်ကြပါစေရှင်